င်္ဂလာပါညီကိုတို့ရေဒီညမှာတော့ကျွန်တော်တို့ကမ္ဘာ့ဖလားပွဲစပြီပေါ့နော်ကမ္ဘာ့ဖလားပွဲအစမှာပဲကျွန်တော်အိမ်ရှင်အသင်းဖြစ်တဲ့မက္ကဆီကိုနဲ့အာဖရိကရဲ့ပွဲစကန်ပါမယ်အဲ့ဒီပွဲလေးကိုကျွန်တော်ပွဲကြိုသုံးသက်ချက်လေးဘာညာနည်းနည်းပါလုပ်ပေါ့နော်ကျွန်တော်မက္ကဆီကိုကတော့ကွန်ကာကပ်ဆုံမှာအင်အားကြီးအသင်းပဲဗျာအဲ့တော့အတွေ့အကြုံတွေအဲ့တော့အများကြီးတာတာပေါ့နော်အာဖရိကတောင်အာဖရိကအသင်းကတော့ကျွန်တော်တို့ဘယ်လိုပြောမလဲအာဖရိကအသင်းပြီဗျာမာကုံလေးနဲ့လာမယ်လို့မြင်တယ်မက္ကဆီကိုကတော့ဘလုံးပိုင်ဆိုင်မှုအတာနဲ့ကစားမယ်လို့မြင်ပြီးတော့ကျွန်တော်အာဖရိကအသင်းကတော့ကျွန်တော်ခံစစ်နဲ့ကောင်တာပဲသွားမယ်လို့မြင်တယ်ဗျာအဲ့တော့ကျွန်တော်အင်ရှင်ဖြစ်တဲ့မက္ကဆီကိုတော့ကျွန်တော်ကြိုက်တယ်ဗျာဘလို့ရလက်ဖြစ်လာမလဲဆိုတော့ခက်မှန်ကြည့်ရလို့ရှိရင်1020ဆိုလဲဒါဖြစ်တဲ့ရလက်တစ်ခုပါပဲညီကိုတော့ဘယ်ရလက်မျိုးကြိုက်လဲဗျာကျွန်တော်တော့ဒီရလက်မျိုးကြိုက်ပါတယ်ဗျာကျေးဇူးပါ